Hello အားလုံးပဲမင်္ဂလာပါကျွန်တော်လက်ပြကြကြော်မျိုးပါမီလမှာဖွင့်လှစ်မဲ့ second workshop batch 20အကြောင်းလေးကိုပြပြပေးပါမယ်ဒီလမှာတော့ batch 2ရရှိမှာအောင်နော်အဲ့တော့ဘယ်ရက်ကစမလဲဆိုတော့မီလ24ရက်နေပြီးတော့မီလ31ရက်နေ့အထိပါအချိန်ကတော့မနက်9:00နာရီပြီး4:00နာရီထိရှေ့ဆက်တိုက်တင်ကြပြမှာဗျအဲ့တော့ကျွန်တော်တင်တဲ့နေ့မှာဘာတွေတင်ကြမလဲဆိုရင်တော့ second minute မှာအရင်ဆုံးပိုင်းနေဖြစ်တဲ့ color section ပိုင်းcolor scheme ဆိုတော့ကျွန်တော်ပုံတွေဘယ်လိုမျိုးစေးရနေစနစ်သုံးပြီးတော့စေးရိုက်ကြမလဲဒုတိယအနေနဲ့တော့ကျွန်တော်တို့ပိုးစားပေါင်ကျတဲ့ပိုင်းတွေပုံကူးတဲ့အပိုင်းတွေပေါ့ဗျာနောက်ဆုံးတစ်ပိုင်းတွေကျွန်တော်စီးရတဲ့ပိုင်းတွေစီးဆက်တဲ့အပိုင်းတွေပေါ့ဗျာပြီးတက်ရှိတဲ့အပိုင်းတွေအဲ့တော့အပိုင်းသုံးပိုင်းအနေနဲ့ကျွန်တော်ခွဲခြားပြီးတော့တင်ပြီးမှာပါဗျာနောက်တစ်ခုကကျတော့ဒီလိုမျိုးတင်တဲ့အခါမှာကျွန်တော်ဘေးပစ္စည်းမှာအဓိကအသုံးချပြီးတော့တင်ကြမလဲဆိုတော့ကျွန်တော်တို့ကအထည်တွေပြီး plastic 80 recycle bag တွေပေါ့ဗျာအဲ့လိုပစ္စည်းတွေမှာအဓိကအသုံးချပြီးမှာဗျာဆိုလိုချင်တာကတော့ကျွန်တော်တို့ကပစ္စည်းမျိုးမှာစေးတဲ့ဖို့ဆိုတာကတော့အခြေခံပစ္စည်းလေးကိုကျွန်တော်ဘယ်လိုမျိုးစေးရရမလဲဆိုတော့နီးစနစ်ကိုသိမှဆိုရင်ဘယ်ပစ္စည်းမျိုးမှာမဆိုကျွန်တော်ကစေးတတ်ပါတယ်ဗျာဆိုလိုချင်တာကျွန်တော်တို့ကကိုမှာလိုအပ်တဲ့ setting တစ်ခုရှိမယ် setting တစ်ခုဆိုတာကတော့ plastic ရိုက်မလား recycle bag စီးရိုက်မလားဘောဝင်ရိုက်မလား tea ပဲစီးရိုက်မလားနောက်ဆုံးအထည်ပဲရိုက်မလား branding တွေပဲစီးရိုက်မလားအဲ့တော့ဘယ်အောင်မှစီးရကျွန်တော်ကအခြေခံ setting တစ်ခုရှိမယ်ဆိုရင်နောက်တစ်ခုကကိုကအသုံးပြရမယ့်စေးကြောင်းနားလဲပုံပြရနားလဲမယ်ဆိုရင်ဘယ်အောင်မှကျွန်တော်ကစေးလို့ရပါတယ်အဲ့အခြေခံမှာကျွန်တော်ဦးစားပေးတင်ပါဗျအဲ့တော့ကျွန်တော်ရဲ့တင်တန်းမှာဒါတွေတင်ကြပြီပေါ့ဗျာပြောရင်တော့နော်ကျွန်တော်တင်တန်းမှာတက်ဖို့အတွက်စိတ်ကူးရှိရဆိုရင်တော့နာမည်ဖုန်းနံပါတ်လေးစာပေးပြီးတော့ကျွန်တော် messenger အဖြစ်ကျွန်တော်ဖုန်းနံပါတ်399445833183မှာဆင်းပြီးဖုန်းဆက်ပြီးတော့ဖြစ်ဖြစ်ဆင်းပြီးလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါကျွန်တော်လက်ပြကြကြော်မျိုးပါ